ဆင်းရဲတဲ့သူကဟင်းသီးဟင်းရွက်စားရင်အဲ့ဒါရုန်းကန်မှုပဲချမ်းသာတဲ့သူကဟင်းသီးဟင်းရွက်စားရင်အဲ့ဒါကိုကျမ်းမာရေးလိုက်စားတယ်လို့ခေါ်တယ်ဆင်းရဲတဲ့သူကစပိန်စီးရင်ကြာရှုံးမှုလို့ခေါ်ပြီးချမ်းသာတဲ့သူစပိန်စီးရင်တော့စီကန်းရှိတယ်လို့ခေါ်တယ်ဆင်းရဲတဲ့သူရွှေဝစ်လာရင်အတုလားလို့ထင်ကြတယ်ချမ်းသာတဲ့သူဘာမှမဝတ်ထားရင်တော့ရိုးရှင်းလိုက်တာဆိုပြီးအထင်ကြီးတယ်တကယ်တော့ဘဝဆိုတာအနှိမ့်မြင့်မရှိဘူးပတ်စံရဲ့အောက်မှာပဲလူတွေအမြင်ပြောင်းလဲနေတာ